ကဲမိတ်ဆွေများမင်္ဂလာပါမိတ်ဆွေ Reaction တွေမှာနှုတ်ထွေးစွာကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့နော် popular sound တစ်ပုတ်ဖြစ်တဲ့ကျွန်တော် Gan ဆိုတဲ့ဆိုတော့တိလက်တရားကိုနည်းနည်းကျွန်တော် reaction လုပ်မှာဖြစ်ပါနော်မိတ်ဆွေများကိုနည်းနည်းမျှဝေသွားမှာဖြစ်ပါတယ်ရှင်းအရင်မိတ်ပါတယ်နော်မိတ်ဆွေများကြိုက်မေးလို့ထင်ပါတယ်ကဲနည်းနည်းကျွန်တော်လုပ်ကြည့်ရအောင်ဖြစ်ပါတယ် let's go နော်မိုက်ဒီဒေါဆောင်မှုလေးတွေနော်အဆိုလေးတွေကျွန်တော်ဒီပိုက်ကိုကြိုက်တယ်ပေါ့နော်နေပါဒီပုံစံလေးပေါ့နော်သူဆိုတာလေးမိုက်ဒီကွက်လေးတော့အမှန်ကန်သဘောကျတယ်ကဲနည်းနည်းဟာနော်နားလေးကနော်ဒီမှာနော်နေပါတကယ်ကိုသူကနော်အဲ့လိုမျိုးရှက်မေပြုတ်မေခွက်မေတက်မေပေါ့နော်အဲ့လိုဖြစ်မေအဲ့လိုပုံစံလေးပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမလဲဒါကတော့တကယ်ကိုနော်အမှတရေကောင်းလေးပုံစံလေးပေါ့နော်တယောက်ကိုတက်ဖြတ်တဲ့အနေထားလေးတစုံဆောင်တာပေါ့တရုပ်ဆောင်တာလည်းဖြစ်ပါဦးစင်မြတ်ကြီးကဲနေကြည့်ပါဦးနော်သူဆိုရဟာရနော်အနေထားလေးကတကယ်ကိုကျွန်တော်တို့အင်္ဂလိပ်လားလို့ထင်ရတယ်နော်သူအတန်ဆိုလေးဟာလေးပေါ့နော်သူဆိုတာတကယ်ကိုနော်သူကလည်းကြည့်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်နဲ့မွေးတဲ့ပုံစံလေးပေါ့နော်ဒါပေမဲ့သူဗမာစကားရှင်းလေးပါတဲ့ခါပဲဗမာလို့ထင်ရတာတကယ်သူရှင်းကိုနော်ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်သူကအင်္ဂလိပ်လားလို့ကျွန်တော်တို့အောက်မရအောင်နော်သူရှင်းလေးဆိုတဲ့ဥစ္စာပေါ့နော်မိုက်ဒီနော်ဒီကိုနော်သူဆိုတဲ့ဟာလေးတရုပ်ဆောင်လေးရလေနော်ဟိုမှာ effect လေးတွေနော်အရိုက်တာလေးတွေကတရုပ်ဆောင်မှုတွေမိုက်ပါတယ်စောက်ရမ်းပဲဒါတော့နော်ကျွန်တော်ထင်တာကတော့နော် after effect ဒီလိုမျိုးငကိုခွေးပုံစံလေးပေါ့နော်သူလိုမျိုးတရုပ်ဆောင်ထားတာတော့ထင်ပါဘူးနော်နော်ဘောကတော့ရွှေစရာများတယ်လေနော်မင်းလူတွေထင်နေရရင်မှားမယ်မင်းကလူနေထင်ရင်တော့မှားမယ်နော်သူရုပ်ထားတာရဲ့တကယ်ပေါ့နော်အသားတွေမှာလောက်ထွက်တယ်ဆိုတာဒါပြောတာပေါ့နော်အသားတွေမှာတကယ်ကိုလောက်ကောင်းလေးတွေပေါ့နော်မြင်နေရတွေ့နေရကြောက်စရာလေးရမ်းကောင်းတာပေါ့နော်ဒီလိုမျိုးနော်အစားတော့လုပ်တဲ့တရုပ်ဆောင်မှုလေးတွေပါဒါကတော့မိတ်ဆွေများသူလုတ်ပြထားတဲ့ဥစ္စာတွေနော်အသားထဲမှာလောက်ထွက်တဲ့အနေထားလေးပေါ့နော်မနော်လူမှုအများစုထဲမှာလည်းအသားထဲကလောက်ထွက်ရနော်ဟုတ်တယ်ပေါ့နော်လူစုအများထဲမှာတော့အဲ့လိုအသားထဲကသူကတော့ဥပမာလေးပြတာပါနော်ဒီလိုဒီဇိုင်းလေးသူနော်တရုပ်ဆောင်ပြတာပါနော်ဒီလိုရိုက်ပြီးပြတာပါလူတွေတကယ်ရှိတယ်အဲ့လိုမျိုးဒါကတော့နော်တကယ်မှန်ကိုလက်သိထိုးတာမဟုတ်ပါဘူးမိတ်ဆွေများဒီလိုမျိုးလုပ်လို့ရပါတယ်နော်ဒီလိုလုပ်တဲ့နော် after effect ဆိုတာရှိပါတယ်အဲ့လိုတကယ်ကိုတရုပ်ဆောင်တဲ့နော်အဲ့လိုမျိုးတက်တော်လုပ်လို့ရပါတယ်မိတ်ဆွေများနော်ကျွန်တော်တို့ဗီဒီယိုလေး editing လုပ်လို့ရပါတယ်ဒါကတော့နော်သူအသားလေးနော်ပြောမှဆိုလို့ရှိရင်သူကတော့နော် handshake တဲ့သူပေါ့နော်သူကတော့စပုံမှုလေးပေါ့စပုံမှုကအသားတွေကိုကင်ပြီးတော့အသားတွေကိုထုတ်လာတာဒီကိုအသားစိမ်းတွေပေါ့နော်အမေသားစိမ်းတွေမနော်မိတ်ဆွေမထားရှိမင်းထဲမှာတောင်းရန်စိတ်သေးရှိတဲ့အတိုင်းလက်ငါဖောက်သူဆိုတဲ့ဟာဒီဇိုင်းရပေါ့နော်သူများလိုက်ဆိုလို့မရအောင်နော်စိတ်ကမိုက်တယ်နော်ဘယ်တော့မှဒူးမထောက်လည်းမမြောက်ပါဘူးမိုက်တယ်ကောနော်အဲ့လို effect လေးတွေပေါ့နော်ဒါတော့မိတ်ဆွေများနော်တက်တော်လုပ်လို့ရပါနော်ကျွန်တော်လုပ်ဗီဒီယို editing လုပ်လို့ရပါတယ်ဒါ after effect လို့ဘာလို့မှာနော် Adobe Premiere Pro မှာအဲ့လိုမျိုးရှိပါတယ်နော်လူကတော့ Sony Book ပါညာလုပ်လို့ရပါဘောနော်ဒီလို meme လေးတွေပေါ့နော်ဒါတော့တက်ထစ်ထားတာပါမိတ်ဆွေများဒီကနေ့လည်းမထွက်ပါဘူးတဲ့အဲ့လိုမျိုးမိုင်းရယ်အဲ့လိုမျိုး sound တွေက meme လောင်နေတယ်ပေါ့နော်တရောတွေက meme ထွက်နေတဲ့အနေထားလေးပေါ့နော်ဒီလိုတကယ်တမ်းဖြစ်မယ်ဆိုလူဘယ်သူကနော်အဲ့လိုမျိုးတရောထိုးနိုင်ပါဦးလေနော်ဒါတက်တရုပ်ဆောင်ပြတာပါမိတ်ဆွေများဒါနော်တက်တော်ကျွန်တော်လုပ်ဗီဒီယို editing လုပ်ပြတာပါဝါဟောမိုင်းတွေကွာဒါပေမဲ့အားလုံးထဲမှာကျွန်တော်ဇိုက်ဆုံးလာတာနေပါအနေပါဒီကိုကျွန်တော်သဘောကျဝါမ
ဟာလူအများစုထဲမှာအသားထက်ကလောက်ထွက်တယ်ဆိုတော့ဒါပဲမိခဏနော်ဟာမကြည့်တကယ်ပဲမိတ်ဆွေများနော်သူတရုတ်ဆောင်လာလဲကြောက်စရာကြီးနော်အသားထက်ကတကယ်လောက်ထွက်တဲ့ဥစ္စာကြီးကိုအဲ့ဒါမှသူစားမှာနေမတော့ကြိတ်စုံကအဲ့ပေါ့ပဲစားစမ်းအဲ့ဒါကြိုက်ရောမိတ်ဆွေများရဲ့အသားထက်ကလောက်ထွက်တာနော်တရုတ်ဆောင်ပြတဲ့ဟာဆိုတော့လေတကယ်ကိုနော်အဲ့လိုအမှန်ကန်ပုံစံလေးပေါ့တရုတ်ဆောင်ပြတာဖြစ်ပါတယ်မိတ်ဆွေများရဲ့ကြောက်စရာတော့ကောင်းချီရောOkay, so beautiful. Oh shit, let's gotta go real. Let show me better. နော်လေလေရှုံပြကြကုန်သိခနဲ့ခင်ယူရှက်တွေပြမမြင်ပါမယ် Go to gotta go get it in my body. Tama yo in the body, I'm here driving get it. စကားတွေဘလို့မြင်မြင်ဆန်ပြောပါရှင်းဆိုဖို့ဆိုတော့ခက်တယ်ပေါ့နော်ဒီလိုမျိုးဖက်ဖက်လည်းမတက်လက်လေးပေါ့နော်လူတိုင်းဟာဆိုလို့မရအောင်နော်ဒီလိုမျိုးရှင်းကတော့ကျွန်တော်တို့ပြောမှဆိုလို့ရှိရင် rapper တွေပေါ့နော်လူငယ်လေးတွေပေါ့စိတ်ဆန့်ခက်လို့ဆိုလို့ရှင်းလေမြင်ပါနော်အဲ့လိုမျိုးထွန်းလို့ဆိုလို့ရှင်းလေစားရအောင်များမိတ်ဆွေများနော်လောကမြတ်ဆလုံးနေများအားလုံးကပေးမရှိတဲ့သူတွေတွေ့လဲကျွန်တော်ကြိုက်ကြငါသမိတ်တွေ့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့မဆိုတဲ့လူတွေနော်သူကဒီမြတ်ဆန်ဆိုတဲ့စာအမှန်မှတော့အဲ့စာကိုဖြစ်ဆိုလေးရဒါပေမဲ့အဲ့လိုဆိုလို့မရဘူးသူဒီဇိုင်းပေါ့သူရဲ့ style နော်သူ style ကအဲ့လိုမျိုးဆိုရတာအဲ့လိုရှင်းတွေကိုမြင်ဆက်ဆက်ဆိုတဲ့စာသားလေးတွေပေါ့မိတ်ဆွေများတကယ်တမ်းဖြစ်ဆိုလေးရပါပြောဆိုတော့နော်အတန်ကအနေထားပြောင်းလဲတော့တာပဲမိတ်ဆွေများစာကတော့စာပါပဲနော်စာကိုမြင်ဆိုတဲ့လူကမြင်ဖြစ်တော့တာပဲဖြစ်ဆိုတဲ့လူကတော့ဖြစ်တော့တာပဲနော်တရှင်းဆိုတော့တရှင်းဖြစ်တော့တာပေါ့နော်တရားဆိုတဲ့တရားပေါ့အဲ့လိုမျိုးဆိုတဲ့လူနာပဲဆိုင်ပါပဲပေါ့ဒါပြောဆောင်လေးတွေပေါ့မိုက်ရဲမိုက်တယ်ကွာနော်ဒီကေကိုအင်္ဂလိပ်လာလို့အောင်မရနော်သူဆိုတာတယောက်ဆောင်သားလေးတွေကတော့အဲ့ကွာကမိုက်ထူးခဏလေးနောက်တစ်ချက်နောက်ကြည့်မိတ်ဆွေညsure it is true Stewie Look, we don't know one like you. Okay. ဒီကတော့သူကအတန်လေးရတကယ်အင်္ဂလိပ်လာလို့ကျွန်တော်အောင်မရနော်ကျွန်တော်တို့နော်မိုက်တယ် Cause I'm a true fucking living dead ခဏလည်းဘယ်လိုဆိုတော့လဲနော် We don't know one like you. Okay. True living dead Cause I'm a true fucking living no True fucking living လို့ဆိုတော့ Good ကျွန်တော်ကြည့်လိုက်ကနေပါအဲ့ကွက်လေးကြိုက်တယ်ကားလေးနော်သူအကားလေးရဲ့တယောက်ဆောင်မုံလေးကအရင်မိုက်တယ်နော် effect လေးနော်သူတယောက်ဆောင်လေးတွေဟာနော်ဒီနောက်ပိုင်းမှာပေါ်လူငယ်လေးတွေပေါ့နော်တယောက်ဆောင်မုံတွေမိုက်တယ်မှန်ကန်ကြီးအဲ့လိုမျိုးဖြစ်ရမှာကားလေးတွေဟာနော်စိတ်ဝင်စားစရာကောင်းတော့ပေါ့နော်ကျွန်တော်တို့သူရဲ့တယောက်ဆောင် effect လေးတွေကမိုက်တော့နော်မိတ်ဆွေများနော်ကန်ဖြစ်ပါတယ်မိတ်ဆွေများကန်လူသစ်လေးပါအရင်မိုက်ပါတယ်နော်မိတ်ဆွေများကိုအနေနဲ့မျှဝေလိုက်ရပါတယ်ကျွန်တော်ကြိုက်စမှာတော့နေပါအဲ့ပုံစံလေးပေါ့နော်ကိုပေါက်ဆက်ပြီးတော့ပေါက်ဆက်ပါတယ်ဒီ music video ရဲ့ MV story ကိုပေါက်ဆက်လေးဟာအားလုံးရဲ့လက်ထဲကိုကြာနေမှာရောက်ရှိရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပေါက်ဆက် video ဆက်ပြီးကြည့်ရအောင်ဆိုတော့အရင်ဆုံးဆက်ပါမယ်ပေါ့နော်ဆိုတော့ဒီအခွာရဲ့အချိန်မှာအားလုံးပဲပြီးပဲခေါ်ကြပါ Okay ဆိုတော့ဒီဆုံးတွေ့ရမှာကျွန်တော်ရဲ့ logo အကြီးဖြစ်ပါတယ်နောက်မှာတော့ကျွန်တော်ရဲ့ true gun ပုံတယ်ပေါ့နော်မိုက်တယ်ဟောက်ကြည့်အောင်ဟောဒါတော့မိုက်ပြီလားပြီးတော့ဒီကျိုးလေးပါတယ်ဒါပေမဲ့ကျိုးနဲ့ဖွင့်မှာမဟုတ်ဘူးလိုပဲလက်ကင်းရပြပြသက်ဖွင့်ပါပါရင်းဆုံးတလို့ကွန်ပျူတာရဲ့အချိန်မှာစာပြီးတွေ့ရမှာ poster မိုက်ကွာကျွန်တော်ရဲ့sign by poster ပါဒီ poster ကကြတော့
pre-order ပထမဆုံးတင်ထားတဲ့900အယောက်900ပူရဲမှာပေါ့မှာဖြစ်ပါတယ် อืม ဆိုတော့ဒါရုံဆုံးတွေ့ရမှာ poster ပါပြီးတော့ photo card ပါမယ်အစမှာတော့ကျွန်တော် dragon နဲ့စာရတယ်ပေါ့နော်ဒီနောက်မှာလည်း logo လေးပါတယ်ကျွန်တော်ရဲ့ sticker อืม sticker လေးပါမယ် စီကြရဂင်းနော် ဒီတော့ရင်QR code ဒီ QR code ကြတော့ဒီ login ID password နဲ့ဒီ QR scan လေးမှာသွားပြီးတော့ကြည့်ရှုရမှာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာပါမယ့်ဟာတွေကကျွန်တော်ရဲ့ content တွေပြီးတော့ကျွန်တော်ရဲ့ no exclusive music video ကိုအဲ့ဒီမှာ 4K နဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီးတော့အခြားသော content တွေလည်းပါမှာဖြစ်ပါတယ်ဒါလေးက die cut ပါဒီမှာအလွယ်ကြီးပဲပေါ့နော်အရင်ဆုံးတော့ဒါပေမဲ့ကျွန်တော်ရဲ့ပရိသတ်ကြီးကဒီဟာလေးနဲ့ puzzle လိုမျိုး die cut မှာတော့ပြီးတော့ကံမှာဖြစ်ပါတယ်နဲဆိုတော့ခုချင်းစီမှာ အော်မိုင်းနော်စောင်းလေးပေါ့နော် ဖြစ်ပါတယ်true color ဆိုတော့ ဒါတော့เนาะဆိုတော့တိလေးပေါ့ game ဖြစ်ပါမိတ်ဆွေများเนาะသူ story book လေးကိုเนาะအပုတ်စင်းလုပ်ပြတာဖြစ်ပါမိတ်ဆွေများအနေနဲ့မျှဝေလိုက်ရပါတယ်မိုက်ရယ်เนาะ